မှာလောဘယမင်းကြီးတွေလောင်နေရှာပစ္စည်းဥစ္စာဂုဏနာကြီးကျွပမာမတည်ခင်ချိန်တိုင်းလူနေအရာရာမတည်မြဲတာတင်တကယ်သိနေအမှန်တရားတွေ့တရားသာရှိနေမည်ငါကိုငါလဲငါမပိုင်အစိုးရောက်တဲ့ဆွဲရိရှောင်ကျင်ပါတယောက်တည်းရောက်လာတယောက်တည်းတစ်နေ့ပြန်มาပါရမီကတန်ရှင်တန်အလူဒါနာကျူဒီတန်တရားရိပ်လို့ပါသင်ပြုသည်များကုသိုလ်ရစေသည်တန်တရားဖြစ်သည်အဆုံးအစမရှိတော့လမ်းကိုကျမ်းနာမှုများဖြတ်ကျော်ကံကြမ္မာကိုအလိုက်သိရင်ဆိုင်ပါတရားရှင်ဒီတနာတရားတွေနာကြတော့လဲအမှန်နဲ့မှကိုမဝေခွဲရ